ဓမ္မမိတ်ဆွေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာပရိသတ်များအားလုံးအတွက်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ခြေထောက်မှာတန်ကြိုးတွေကြီးထားရတဲ့ပခုတ်ကူတီဟိုရှင်ဖျားသမိုင်းဖြစ်ပါတယ်တီဟိုရှင်ဖျားဆိုတာပခုတ်ကူမျိုးရဲ့ထင်ရှားကြော်ကြားလာတဲ့ဖျားစီရီတွေထဲမှာပါဝင်လို့နေပါတယ်ဖျားတည်ရှိရာနေရာကတော့ပခုတ်ကူမျိုးရဲ့အမှတ်14ရပ်ကွက်မှာတည်ရှိတာဖြစ်ပါတယ်ဖျားဆံမြန်းရာကန္နာဂုရီတိုက်တော်အတွင်းကိုရောက်ခဲ့ရင်တော့တီဟိုရှင်စင်းတုတော်မြတ်ကိုကြည်ညိုတက်ပဲစွာဖူးတွေ့ရမှာပါ။တီဟိုရှင်ဖျားတမိုင်းအကျဉ်းချုပ်တက္ကရာ489ခုနှစ်တက္ကရာ489ခုနှစ်မှာတည်ထားကူးွယ်ပါတယ်။တက္ကရာ489ခုနှစ်မှာဤတီဟိုရှင်စင်းတုတော်မြတ်ကိုတီဟိုဘုရင်ကအလောင်းစီသူမင်းကြီးကိုမလာယုကျုံမှာဆက်တာခဲ့ပါတယ်။ရင်းစင်းတုတော်မှာတစ်သားပေါင်း10မျိုးပါဝင်ပါတယ်။ငွေတော်ဓာတ်တော်များဌာပနာလေးရဲ့ကူးွယ်ထားပါတယ်။တစ်10မျိုးကတော့1မဟာဗောဓိတစ်တော်2စနကူးနှစ်တစ်တော်3တရခန်နှစ်တစ်တော်4တပြေနှစ်တစ်တော်5ထင်းရှုနှစ်တစ်တော်6ကသစ်နှစ်တစ်တော်9ကောက်ကိုနှစ်တစ်တော်10တခိုးနှစ်တစ်တော်9ထိန်နှစ်တစ်တော်10နန်းသာမျိုးနှစ်တစ်တော်တီဟိုရှင်စင်းတုတော်ရဲ့ညံတော်ပမာဏကတန်တောင်တထောင်2မိုင်ဖြစ်ပါတယ်တီဟိုရှင်မြတ်စွာဘုရားလှိုင်ကူကန္နာဂုရီဇေဒီတော်မြတ်ကြီးကိုအလောင်းစီသူဘုရင်ကတက္ကရာ489ခုတစားမုံလာမှာစတင်တိဆောက်ပြီးတော့၎င်းနှင့်နှောင်တကူလာမှာပဲပြီးစီးပါတယ်။ထို့စဉ်ဇေဒီပမာဏမှာလှိုင်ကူတော့အလျားတန်တောင်21တောင်အမြင့်တန်တောင်36တောင်ရှိပါတယ်။တက္ကရာ1188ခုဝါဆိုလဆန်10ရက်နေ့မှာကန္နာဂုရီဇေဒီတော်ကြီးကိုမြင်းသားရွာအုပ်ကြီးကမူးမှန်ပြုပြင်ခဲ့ပါတယ်။ထီးတော်ကိုလည်းအသစ်တင်လှူခဲ့ပါတယ်။ဝဲရစင်တူတော်နှစ်စုကိုလည်းထုလုပ်ပူဇော်ခဲ့ပါတယ်။တပန်းပခုတ်ကူမြင်းသားရက်စားတီပသိတ်ခရိုင်ကျောင်းကုန်းမြို့နယ်မိုးပြရွာဒေါ်လေးကြီးမိသားစုတစုက1284ဝါဆိုလဆုပ်8ရက်နေ့မှာစတင်အုံမြေချတီးဆောင်စီခဲ့ရာ1288ခုနှစ်မှာအားလုံးပြီးစီးပါတယ်။ကန္နာဂုရီဇေဒီတော်ကြီးရဲ့ပမာဏကအောက်မြေဖနက်ခင်း55တောင်စီထီးတော်အမြင့်အထိ84တောင်ဖြစ်ပါတယ်။1326ခုနှစ်နှောင်တကူလဇန်2ရက်တစောင်းကြီးမိခလို့1328ခုနှစ်တရင်ကျိုးလဇန်14ရက်နေ့မှာ15သိန်းတန်တစောင်းတော်ကြီးကိုစတင်တိဆောက်ခဲ့ပါတယ်။1338ခုနှစ်ဝါဆိုလဇန်1ရက်အင်္ဂါနေ့ည6:35မိနစ်အချိန်မှာငလင်ဘေးတံကြောင့်စိတ်ဖူးတော်ကြီးမြေခဖျက်ဆီးခဲ့လို့1341ခုနှစ်တဘူရဲလာပြေကျော်3ရက်နေ့မှာညမနာတော်နဲ့စိတ်ဖူးတော်ကြီးတို့ကိုအသစ်တပံတင်လူခဲ့ရပါတယ်။ဇေဒီတော်မြတ်ကြီးကို1350ခုနှစ်နေုံလဆန်း1ရက်နေ့မှာကိုလမ်းမပတ်လေကြေးပြားများစတင်ကက်လူပါတယ်။1350ခုတစောင်းမုံလဆုပ်9ရက်နေ့မှာပြီးစီးပါတယ်။ရွှေချလုပ်ငန်းကို1352ခုပြာတိုလဆန်း2ရက်နေ့မှာစတင်ရွှေချပြီး1352ခုတဘူရဲလာဆုပ်10ရက်မှာပထမပြည်စံရက်အလဲနာထိရွှေသင်္ကန်းကက်လူပြီးစီးပါတယ်။ဇေဒီတော်မြတ်ကြီးကိုကိုလမ်းမပတ်လေကြေးပြားခန့်ရွှေသင်္ကန်း9412ချက်ကို၎င်းအလေးချိန်3258ပိတ်တာရွှေစားရည်1932ဆိုင်ကက်လူပူဇော်ထားပါတယ်။ရွှေသင်္ကန်းကက်လူချင်းအတွက်18သိန်း886ချက်60ပြားတိတိကုသိုလ်ပြုထားပါတယ်။ရန်သူမျိုး9ပါးမှကင်းဝေးစေဖို့တန်တိုင်6မှုလုံးအမြင့်9ပေရှိတန်ချံဝင်းကိုလည်းစိုက်ထူးခတ်ထားပါတယ်။ဒီကနေ့ဖူးတွေ့နေရတဲ့ဖျားသုံးစုအနက်အလဲအစုကတော့တီယိုရှင်ဖျားစင်းတုတော်မြတ်ပဲဖြစ်ပါတယ်။တီယိုရှင်စင်းတုတော်မြတ်ကနေရတီဟိုကိုကြွားချီသွားတတ်တာမို့စင်းတုတော်ကိုတန်ချေခြင်းတွေခတ်ထားရတယ်လို့ကြားသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။အခုတင်ဆက်ပေးခဲ့တဲ့အကြောင်းကတော့ခြေရောက်မှာတန်ကြိုးတွေချီထားရတဲ့ပခုတ်ကူတီယိုရှင်ဖျားသမိုင်းအကြောင်းပဲဖြစ်ပါတယ်။နောက်ဆင်ပေးခဲ့ကြတဲ့ဓမ္မမိတ်ဆွေပရိသတ်အပေါင်းလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေရှင်။